ဒီအတိုင်းဆိုကားရစ်ကိုနီးပြတဲ့အဖြစ်ခန့်အပ်နေပါပြီ။ Man United တို့ဟာမကြသေးမီကမှ Amorim ကိုထုတ်ပယ်ကယာယီနီးပြအဖြစ် Amorim ရဲ့လက်အောက်မှာအလုပ်တူတူလုပ်ခဲ့မှုတဲ့ United ကစားသမားဟောင်း Darren Fletcher ကိုခန့်အပ်ခဲ့ပါတယ်။ဒါပေမဲ့နှစ်ပွဲသာကိုင်းသွင်းခဲ့ရပြီးတော့ Burnley ကိုတရေ Brighton ကို2 ဂိုးဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ပြီးတဲ့နောက်မှာယာဒူးကနေနှုတ်ထွက်ခံခဲ့ရပါတယ်။အဲ့ဒီနောက် United တို့ဟာနီးပြဟောင်း Michael Carrick ကိုယာယီနီးပြအနေနဲ့ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။ဒါဟာ Carrick အတွက်တော့တကယ်ကိုကြီးမားတဲ့စိန်ခေါ်မှုကြီးပါ။ဘာလို့လဲဆိုရင် United တို့ဟာလာမယ့်ပွဲတွေမှာပွဲချက်တွေကိုကစားရမှာဖြစ်နေလို့ပါ။ Man City, Arsenal တို့လိုအသင်းကြီးတွေဒီရာသီအသင်းကြီးတွေကိုတောင်ရှင်ကစားနိုင်နေတဲ့ Fulham တို့လိုအသင်းတွေက Carrick ရဲ့ထိုင်ကုန်ကိုလှုပ်ဖို့စောင့်ဆိုင်းနေပါတယ်။ Fletcher ထုတ်ခံရပြီးတဲ့နောက် ဇန်နဝါရီလ 13 ရက်နေ့မှာအသင်းဘက်က Carrick ကိုဒီရာသီရဲ့ယာယီနီးပြအဖြစ်စတင်ခန့်အပ်လိုက်ပါတယ်။အရင်တစ်ခါယာယီနီးပြအဖြစ်ကိုင်တွယ်စဉ်တုန်းကလည်း United ကိုရလက်ကောင်းတွေရရှိအောင်ဆွဆောင်ပေးခဲ့ပါတယ်။ Villarreal ကို Champions League Knockout Stage မှာ2 ဂိုးကိုမရှိဆိုတဲ့ရလက်နဲ့အနိုင်ရရှိအောင်ဆွဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါအပြင် Premier League မှာလည်း Chelsea အသင်းကို2 ဂိုးစီတည်း Arsenal ကို 3-2 ဆိုတဲ့ရလက်တွေနဲ့အနိုင်ရရှိအောင်ဆွဆောင်ပေးနိုင်ခဲ့ပါတယ်။အဲဒါကြောင့် United fan တွေအနေနဲ့လည်း Carrick လက်ထက် United ဘာတွေလုပ်ပြနိုင်မလဲဆိုပြီးရင်ကုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်နေကြပါတယ်။19 ရက်နေ့မှာ Manchester City အသင်းနဲ့ဒါဘီပွဲရှိနေတဲ့အတွက် Carrick ဖို့ပြင်ဆင်ဖို့အချိန်သိမ့်မရှိလာပါဘူး။ဒါပေမဲ့ကံကောင်းခဲ့တာက United ရဲ့အဓိကအားထားရတဲ့တိုက်စစ်ကစားသမားတွေက AFCON ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာကြောင့်အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်ခဲ့ပါတယ်။ဒီရာသီမှာ Ahmed နဲ့ Mbeumo တို့2ဦးသာသွင်းဂိုးတွေကိုအဓိကသွင်းယူပေးထားနိုင်ခဲ့သလိုသူတို့2ဦးပါလာခဲ့မယ်ဆိုရင်တစ်ဖက်အသင်းရဲ့နောက်တန်းတွေအတွက်တကယ်ကိုစိတ်ရှုပ်စရာကောင်းလာပါတယ်။ Ahmed ရဲ့တဦးချင်းဖြတ်ကျော်မှုတွေလူကောင်းသေးပေမဲ့ခေါင်းမွန်တဲ့ pace တွေ Mbeumo ရဲ့တိုးအားရုံအားတွေကြောင့် Carrick တယောက်အသက်ရှူချောင်းခဲ့ပါတယ်။ Carrick ဟာဒီပွဲမှာ City အသင်းကို counter attack ကစားဖို့ဘောလုံးမြင့်မြင့်ဆန်ဆန်ပေးနိုင်တဲ့ကစားသမားတွေကိုသာအဓိကပွဲထုတ်ကစားစေခဲ့ပါတယ်။ဒီနေ့ပွဲမှာ United အသင်းက 4-2-3-1 ဆိုတဲ့ formation နဲ့ပွဲထွက်လာခဲ့ပါတယ်။ Amorim လက်ထက်ကွင်းတဲ့နေရာမှာကစားခွင့်မရရှိခဲ့တဲ့ Kobbie Mainoo ကို Kessie နဲ့တွဲက Bruno ကိုသူ့ရဲ့ signature ဖြစ်တဲ့ number 10 role မှာကစားစေခဲ့ပါတယ်။ဒါကသူ့ကို Oli လက်ထက်က Bruno ကိုပြန်မြင်နေရသလိုခံစားချက်ပေးစွမ်းနိုင်ခဲ့ပါတယ်။အဲ့စစ်မှာတော့ Mbeumo အာမတ်အတွဲကိုမှပြန်မှာမြန်ဆန်ပြေးလွှားနိုင်မဲ့ဒိုကူကိုဘယ်တောင်းမှထားကစားလာခဲ့ပါတယ်။ခန်းစစ်မှာတော့ Martin နဲ့ခေါင်းကြီး CB တွဲကဓာတ်လော် shot အစွန်းနှစ်ဖက်နဲ့ပွဲထွက်လာပါတယ်။ Man City တို့ဟာလည်း Champion စိန်ခေါ်ဖို့အတွက်အမတ်လိုအပ်နေတာကြောင့်အဓိကကစားသမားအစုံလင်နဲ့ပွဲထွက်လာခဲ့ပါတယ်။ Man City တို့ဟာတပွဲလုံး possession အသာယူကစားခဲ့ပေမဲ့ဂိုးပေါက်ကိုထိုးပေါက်နိုင်ခဲ့ခြင်းမရှိပါဘူး။ Man United ရဲ့နောက်တန်းတွေကမမထထန်နဲ့ပြန်လည်တုံ့ပြန်နေခဲ့တာကြောင့် Man City တင်ဂိုးရရတဲ့ဝင်ဖို့တော့အနိုင်ပါ။အရင်ပွဲတွေတုန်းက Haaland ဖိုလန်တို့သွင်းယူနိုင်ခဲ့ပေမဲ့ဒီနေ့ပွဲမှာတော့ကြောင်ပြောက်နေခဲ့ကြပါတယ်။စုစုပေါင်းကန်သွင်းချက်6ချက်မှာ3ချက်သာရှုံးတာကထိပြီးတော့4ချိန်ထိကော်နာရရှိခဲ့ပါတယ်။အရင်ပွဲတွေတုန်းကကော်နာကနေဂိုးရများစွာခွင့်ပြုခဲ့ရတဲ့ Man United တို့ဟာဒီပွဲမှာတော့တီတီငိမ့်နဲ့ဖျက်ထုတ်မှုတွေကိုပြုလုပ်နိုင်ခဲ့ပါတယ်။ပထမပိုင်းမှာရရှိခဲ့တဲ့ Ahmed နဲ့ Fernandes တို့ရဲ့သွေးဂိုးတွေကလူကြုံဖြစ်နေလို့သာ Man City တို့ကန်ကောင်းခဲ့ကပထမပိုင်းဂိုးမရှိသေးရလထွက်ပေါ်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်း Man City တို့ကပဲဘောလုံးကိုအဓိကကင်ထားခဲ့ပေမဲ့ဂိုးပေါက်ချိန်ချောင်းမှုတွေကိုလည်း United တို့ကပုံမလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ပွဲချိန်65မိနစ်မှာတော့ Manchester City ရဲ့ free kick ကနေ United တို့တံပြန်တိုက်စစ်ရရှိလာခဲ့ပါတယ်။ Bruno ရဲ့ကောင်းမွန်တဲ့ပြပို့မှုကနေတစ်ဆင့် Mbeumo ကအမှားယွင်းမရှိကန်သွင်းက United တို့ကိုဦးဆောင်စေခဲ့ပါတယ်။နောက်ထပ်ပွဲကစားချိန်85မိနစ်မှာလည်းလူစားဝင်လာတဲ့ Matías Cunha ရဲ့ပလပတဲ့ပြပို့မှုကနေ City defender တွေရဲ့ဂျားကနေပြေးထွက်ကဒိုကူကလှလှပပဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ပွဲကစားချိန်မိနစ်90ပြည့်လို့နာကျင်ချိန်ဖို့3မိနစ်မှာလူစားဝင်ကစားသမား Mason Mount ကCunhaခင်းပေးလိုက်တဲ့ဘောလုံးကိုအလိုက်သိမ့်ပိတ်သွင်းကဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့ပေမဲ့ offside ဖြစ်နေတဲ့အတွက် United တို့နစ်နာခဲ့ရပါတယ်။ပွဲပြီးဆုံးချိန်မှာတော့ United က City ကို2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိကအမှတ်ပေးစရာအဆင့်4နေရာကိုယာယီတက်လိုင်းနိုင်ခဲ့ပါတယ်။ပထမဦးဆုံးဘာသာကိုဂုဏ်ထူးနဲ့အောင်မြင်ခဲ့တဲ့ Michael Carrick တယောက်နောက်လာမယ့်ဘာသာတွေကိုလည်းဘယ်လိုအောင်မြင်အောင်ဖေးဆိုသွားမလဲဆိုတာကတော့စောင့်ကြည့်ရပါမယ်။ကျွန်တော်ကဒီဟာပါအကောင့်လေးကို follow လေးလုပ်ပေးသွားကြပါဦး။